Patient name is Nyemya Khai, no? Well, 6 လပိုင်း17ရက်နေ့မှာယောဂစတည်တာ။ gastroscope after gastroscope မှာစတည်တယ်။တည်ပြီးတော့India က Renal Hospital ဒေါက်တာ oncologist နော်။video consultation နဲ့လုပ်ပြီးတော့မြန်မာပြည်မှာကီမို၄ချိန်သွင်းတယ်။၄ချိန်သွင်းပြီးတော့မှ oncologist နဲ့တိုင်ပင်ပြီးတော့မှဒါဒေါက်တာ Bose surgical team နဲ့ခွဲဖို့ဆုံးဖြတ်လိုက်တယ်။ဆုံးဖြတ်ပြီးတော့ဒီဗီလာမှာပဲခွဲလိုက်တယ်။ခွဲပြီးတော့မှတခါဒေါက်တာ Bose ရဲ့တာမှုရဲ့နောက်တော့ဆေးရုံမှာ10ရက်နော်10ရက်တက်တယ်10ရက်တက်ပြီးတော့တခါဒေါက်တာ Bose ပြန်ကြည့်ပြီးတယ်ပြန်ကြည့်ပြီးတော့မှ oncologist ဆရာလည်းပြန်ကြည့်ရကြည့်ပြီးတော့မှဆေးရုံမှာဆင်းတယ်ဒီနေ့ကချုပ်ရိုးဖြီတယ်အကုန်လုံးအဆင်ပြေတယ်ဆေးရုံမှာတက်တာလည်းအဆင်ပြေတယ်နောက်ဆေးရုံတက်နေခြင်းမှာလည်းdiet plan လည်းအဆင်ပြေတယ် nutrition plan လည်းအဆင်ပြေတယ်နောက်တစ်ခုကphysiotherapy dietitian နောက် physician surgical team အကုန်လုံးက view site အတွက်အကုန်လုံးလူနာအတွက်အဆင်ပြေတယ်လူနာလည်းလန်းလန်းဆန်းဆန်းရှိတယ်မြန်မာပြည်ပြန်ပို့လည်းအဆင်သင့်ဖြစ်သွားတယ်အိန္ဒိယခြံနိုင်ကိုစရောက်၄စိတ်ကစရောက်ထဲရဆေးရုံကကြိုဖို့အကုန်လုပ်ပြီးတယ်ဒီရင်ခွင့်ကိုလည်းလာကြိုတယ်ဘာသာပြန်လည်းအစအဆုံးဆေးရုံတက်တဲ့ရက်ကနေစပြီးဆေးရုံဆင်းတဲ့ရက်အထိဘာသာပြန်ကအကုန်လုံးစီစဉ်ပေးတယ်ဆေးရုံတက်နေတဲ့တစ်ချောင်းမှာသွေးစစ်တာစီးစစ်တာအကုန်လုံး investigation လုပ်တာအားလုံးကိုလည်းဘာသာပြန်အကုန်လိုက်လုပ်ပေးတယ်တခုမှလွဲချော်မှုမရှိဘူးအကုန်လုံးစီစဉ်ပေးတယ်နောက်တစ်ခုက international service ကလည်းအကုန်လုံးစီစဉ်ပေးတယ်apartment လည်းငှားပေးတယ်ငှားပေးတဲ့ခါမှာလည်းသူကဆေးရုံကိုဒူနာလာတဲ့ခါမှာferry ကိုလည်းဆေးရုံကအကုန်လုံးအသွားအပြန်အားလုံးကိုလည်းစီစဉ်ပေးတဲ့အတွက်အစစရရအားလုံးအဆင်ပြေတယ် international service ကိုနောက်တာဆေးရုံကဒီ driver တွေအားလုံးကိုရောနောက်တစ်ခုကကျတော့အင်္ဂါပေးတဲ့ Mr. Theory ရောဘာသာပြန်မနီလာကိုရောအကုန်လုံးကျေးဇူးတင်ပါတယ်ဆေးရုံကဒေါက်တာ Bose King ရောဒေါက်တာ Vishwanatha ရောနောက်တစ်ခုကဒီ investigation blood test တွေလုပ်ပေးတဲ့ဟာလေးအစစရရအဆင်ပြေအောင်လုပ်ပြီးတော့အကုန်လုံးကျေးဇူးတင်ပါတယ်ကျန်တဲ့လူတွေအားလုံးကိုလည်းဒေါက်တာ Renal Hospital ကိုလာဖို့အတွက်